ကျမတို့မြန်မာပြည်မှာတော့တကြားညို့ကိုအသုံးပြုတာရှားပါတယ်။သူကအချိုတဲ့အရသာပေးစွမ်းပေမဲ့တကြားအဖြူလိုမျိုးစီးကျိုယောဂဖြစ်စေတဲ့အထိတော့ဒုက္ခမပေးပါဘူး။ဟင်းချက်တဲ့နေရာမှာရောမုတ်ဖုတ်တဲ့နေရာမှာပါအသုံးပြုလို့ရတဲ့တကြားညို့ဟာအသားရည်ထိမ့်သိမ့်တဲ့နေရာမှာလည်းသုံးလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါအောင်ရှင်။တကြားညို့နဲ့အသားရည်ထိမ့်သိမ့်ခြင်းရဲ့ကောင်းကျိုးများနံပါတ်1အရေးပြားအပေါ်ယံကပြက်စီးနေတဲ့ဆဲအသေးတွေကိုချစ်ထုတ်တဲ့နေရာမှာတကြားညို့ကိုအသုံးပြုနိုင်ပါတယ်။နူးညံ့ဤဆက်တဲ့အထီးတွေ့လေးနဲ့အဆိုတက်ပါထိမ့်ပေးလို့မျက်နှာကြီးချုပ်ပြီးသွားရင်တော့အသားရည်ကိုခြောက်သွားတာမျိုးမဖြစ်စေပဲအေးမြဆိုပြေးစေပါတယ်။နံပါတ်2ချွေးပေါက်ထဲမှာတဆင်အရေးပြားအောက်လွှာတွေအထိအဆိုတက်နဲ့ရေဓာတ်ကိုဖြည့်ပေးလို့အသားရည်မွေးချောက်နေတာမျိုးမရှိပဲကြည်ကြည်လေးနဲ့တက်နေစေပါတယ်။နံပါတ်3အမြဲတမ်းအသုံးပြုပေးမယ်ဆိုရင်ငကိုအသားရည်ထက်ဝင်းမိုးတောက်ပလာပြီးနေလောင်တန်ကြောင့်အသားရည်ပျက်စီးတဲ့ဒဏ်ကနေလည်းကာကွယ်ပေးနိုင်ပါတယ်။နံပါတ်4ဝက်ချံအဖုပိတ်အမာရွတ်တွေကိုလည်းတက်တာပျောက်ကင်းစေပါတယ်။ဘက်တီးရီးယားပိုးကိုလည်းတည်စေလို့အရေးပြားပြဿနာတွေမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါတယ်။နံပါတ်5ခန္ဓာကိုယ်ရဲ့မယ်လနင်ထုတ်လုပ်မှုနှုန်းကိုထိန်းညှိပေးလို့အသားမဲသွားတာမွေးချောက်ကြောင့်နဲ့ကျန်းနေတာအရွယ်မတိုင်ခင်အိုမင်းရင်ရောတာအရေးအကြောင်းထင်တာတွေကိုလည်းကာကွယ်ပေးပါတယ်။နံပါတ်6ဘလို့အသားရည်မျိုးအတွက်မဆိုအဆင်ပြေစေပြီးအရန်လည်းမကျန်းတာမို့သုံးပြီးတာနဲ့အသားရည်ပွန်းပဲ့မှာဓာတ်မတည့်ဖြစ်မှာကိုပူစရာမလိုပါဘူးရှင်။ဒါဆိုရင်တကြားညို့ကိုဘလို့အသုံးပြုမလဲ။နံပါတ်1ပြားရည်နဲ့တကြားညို့ကိုစားတူရောဆက်ပြီးတမအောင်မှွေပေးပါ။လာဗင်ဒါသို့မဟုတ်စပယ်ပန်းအစီအနှင့်နည်းနည်းလောက်ထပ်ရောပြီးရင်ရလာတဲ့အနှစ်ကိုမျက်နှာလဲပင်နေရအနှံကိုတုပ်လိမ်ပြီးတကြားတွေအရေးပြားပေါ်မှာအရေးပြောသွားတဲ့အထိနှိမ့်နေပေးပါ9မိနစ်လောက်ထားပြီးရင်တော့ရေကျက်နွေးနဲ့ပြောင်းစင်အောင်ဆေးလိုက်ပါနံပါတ်2တကြားညိုတွေကိုအုံးစီလိုတလောက်ထည့်ပြီးတမအောင်မှွေပေးပါဆေးပြည့်ပြည့်အနှစ်မျိုးရလာပြီဆိုရင်အရေးပြားအနှံကိုတေချာပုတ်လိမ်ပေးပါဝက်ချံအဖုပိတ်တွေရှိရင်တော့ဖြည်းဖြည်းချင်းဆက်ဝိုင်းပုံတံပို့ပေးရပါမယ်။ပြီးသွားပြီဆိုရင်ရေကျက်နွေးနဲ့ပြန်ဆေးချလိုက်ပါ။အုံးစီအစားတန်လွင်စီအုံမွန်စီအစီကိုအသုံးပြုလို့လည်းရှားပါတယ်။နံပါတ်3အသားရည်အတွက်နှက်ဆေးတစ်ပါးလို့ခေါ်တဲ့ရှားဆောင်လက်ပတ်မှရတဲ့အနှစ်ကိုတကြားညို့ရောပြီးအသုံးပြုလို့လည်းအဆင်ပြေပါတယ်။ဒီလိုမှမဟုတ်ပဲပြားရည်နွားနို့တံမြာရည်နဲ့လည်းရောမွေပြီးလိမ့်လို့အဆင်ပြေပါတယ်။ဒီနီလန်းတွေကိုတစ်ပတ်တစ်ကြိမ်သို့မဟုတ်2ကြိမ်လောက်လုပ်ပေးရုံနဲ့လုံလောက်ပါတယ်။နေ့တိုင်းလိုလုပ်တာထက်2ရက်ခြားတစ်ခါလောက်လုပ်ပေးနိုင်ရင်တော့အကောင်းဆုံးပါပဲ။ဒီလိုကိုယ်တိုင်လုပ်စကရက်လေးတွေအသုံးပြုပြီးသွားရင်အသားရည်ကိုအဆိုတက်ထိန်းခရင်နဲ့ပြန်လိမ့်ပေးနိုင်ရင်တော့အချိန်တိုအတွင်းတည်တာတဲ့ရလက်ကောင်ကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်ရှင်။